မိဘပြည်သူများရှင်ကျမတို့ရဲ့ထုံးလင်းပြန်ကြားသတင်းမှတ်များအစီအစဉ်ကနေဒီကနေ့မှထုံးလင်းတင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နေနေတဲ့သတင်းတုသတင်းမှသုံးပုဒ်ကိုသတင်းမှတ်ပြန်ကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုဒ်အနေနဲ့ကြောက်ကြီးနဲ့မူးမြို့နယ်တို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှလေကြောင်းဖြင့်ဘုံကျဲပစ်ခတ်မှုကြောင့်ပြည်သူ3ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကနေများပျက်စီးခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများမှသတင်းအမှားများရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ပဲခူးတိုင်းဒေသကြီးကြောက်ကြီးမြို့နယ်နဲ့မူးမြို့နယ်တို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှအခုလ6ရက်နေ့မှာလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ3ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကနေအများပျက်စီးခဲ့ကြောင်းမဟုတ်မမှန်ရေးသားဖြန့်ဝေနေတာကိုတွေ့ရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါမြို့နယ်များအနီးတစ်ဝိုက်မှာအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ဖို့အတွက် PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိစုဖွဲ့နေကြောင်းတာဝန်သိပြည်သူတို့ရဲ့သတင်းပေးပို့ချက်အရလိုအပ်တဲ့နေမြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းအဲ့ဒီလိုဆောင်ရွက်ခဲ့ရာအကြမ်းဖက်သမားများထိခိုက်ဒဏ်ရာများရရှိခဲ့တာကိုတရားမဝင်ပြည်ဖြတ်မီဒီယာများကပြည်သူတွေအထင်အမြင်လွဲမှားစေဖို့သတင်းတုသတင်းမှားများဖြင့်မဟုတ်မမှန်လုံးကျန့်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးစလင်းမြို့နယ်အတွင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းတုသတင်းမှားများရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့နေမြေကန်လုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ထင်အောင်ထင်မှားဖြစ်စေဖို့အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတုသတင်းမှားများဖြင့်လုံးကျန့်ရေးသားဖြန့်ဝေနေတာကိုတွေ့ရပါတယ်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရစလင်းမြို့နယ်အတွင်းတည်ငြိမ်အေးချမ်းမှုပြပြစေဖို့ PDF အမည်ခံအကြမ်းဖက်သမားများကကြေးရွာတွေကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့ပြည်သူတွေကိုဒလန်လို့ဆွဆွဲပြီးဖမ်းဆီးတပ်ဖြတ်ခြင်းများလှုံ့ဆော်လျက်ရှိတာကိုအများပြည်သူများသိရှိပြီးဖြစ်ပါတယ်။ဒါကြောင့်လေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒေသခံပြည်သူတွေတည်ငြိမ်အေးချမ်းစွာလုပ်ကိုင်နေထိုင်နိုင်ရေးအတွက်သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးလိုအပ်တဲ့နေမြေလုံခြုံရေးဆောင်ရွက်လျက်ရှိတာကိုတရားမဝင်ပြည်ဖြတ်မီဒီယာများကအထင်အမြင်လွဲမှားဖွယ်လုံးကျန့်ရေးသားပြီးဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတစ်ပုဒ်အနေနဲ့အုပ်ဖို့မျိုးနဲ့တောင်ကုန်းရွာမှာကလေးဖခင်တူကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစစ်မှုထမ်းဖို့နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးသွားကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်ရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ပဲခူးတိုင်းဒေသကြီးအုပ်ဖို့မျိုးနဲ့တောင်ကုန်းရွာမှာကလေးဖခင်တူကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစစ်မှုထမ်းဖို့အခုလ9ရက်နေ့ကနေအိမ်ထဲထိဝင်ရောက်ခေါ်ဆောင်သွားကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများမှာမဟုတ်မမှန်ရေးသားဖြန့်ဝေနေတာကိုတွေ့ရပါတယ်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးနေမြေကန်လုံခြုံရေးတာဝန်ရှိသူတို့ကိုဆက်သွယ်မေးမြန်းခဲ့ရာတရားမဝင်ပြည်ဖြတ်မီဒီယာများကပြည်သူလူထုစိုးရိမ်ပူပန်မှုမြင့်တက်စေဖို့အတွက်လုံခြံရေးသားကဝါဒဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ကြောင်းပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များအနေနဲ့ထုတ်ပြန်ထားတဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့အညီသာဆောင်ရွက်လျက်ရှိပြီးဥပဒေမဲ့ဖန်ဆီးခြင်းများမရှိကြောင်းပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတည်တင်တည်ထိုက်တာတွေကိုနိုင်ငံပိုင်မီဒီယာတွေနဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာထုတ်ပြန်ပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူတွေကလူမှုကွန်ရက်တွေပေါ်မှာသတင်းတုသတင်းမှားတွေကိုရည်ရွယ်ချက်ရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှတ်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။